အားလုံးပဲမင်္ဂလာပါဒီတစ်ခါမှာတော့ကျွန်တော်တို့လူနိုင်ပဲ့ရတာဝါသနာပါတဲ့ဝါသနာရှင်တွေအတွက်မတိမဖြစ်တည်ထားမယ်အကြောင်းအရာလေးတစ်ခုကိုပြန်လည်ပြီးတော့မျှဝေပေးခြင်းပါတယ်နိုင်နဲ့ပတ်သက်လို့နှစ်ဆက်ဆက်တည်ထားတဲ့ဆရာကြီးတွေကတော့ကြော်သွားလို့ရပါတယ်အခုဒီအကြောင်းအရာလေးကကျွန်တော်တို့နိုင်နဲ့ပတ်သက်လို့နှစ်ဆက်ဆက်တည်မထားတဲ့သူတွေအတွက်ကျွန်တော်ပြန်လည်ပြီးတော့မျှဝေပေးခြင်းဖြစ်ပါတယ်အဲ့ဒီအကြောင်းအရာလေးကတော့နိုင်ရေဝင်တဲ့ကိစ္စပါအဲ့တော့နိုင်ရေဝင်တာတော့မှကျွန်တော်တို့ကဒီတန်ဖိုးနဲ့နိုင်မဟုတ်ဘူးတန်ဖိုးကြီးတယ်လို့ပဲပြောပါတော့เนาะတသိန်းဝန်းကျင်ပေးရတဲ့နိုင်တစ်လုံးကရေမလုံတဲ့အဖြစ်ကိုကျွန်တော်တို့တွေ့ကြုံခံစားခဲ့ရဒီနိုင်မဟုတ်ပါဘူးဒီနိုင်မဟုတ်ဘူးပေါ့เนาะအဲ့တော့တသိန်းဝန်းကျင်ပေးရတဲ့နိုင်တစ်လုံးကမိုးတွင်ဘက်ပတ်လို့အဆင်မပြေတဲ့အနေအထားမျိုးကြီးကြုံရတယ်ဘာဖြစ်လို့ကြုံရတာလဲကျွန်တော်တို့မသိတဲ့အချက်တစ်ချက်ကြောင့်ကြုံလိုက်ရတာပါအဲ့တော့အဲ့ဒီအချက်ကလေးကိုကျွန်တော်ပြန်လည်ပြီးတော့မျှဝေပေးချင်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီနိုင်ကိုဘယ်လိုရွေးချယ်ရမလဲဘယ်လိုနိုင်ရရေမလုံတာလဲတန်ဖိုးကြီးရဲ့သားနဲ့ဘာဖြစ်လို့ရေမလုံတာလဲဆိုတာကိုရွေးချယ်တဲ့နည်းလေးကိုကျွန်တော်သိရှိသွားတဲ့အတွက်ပြန်လည်ပြီးတော့မျှဝေပေးမှာဖြစ်ပါတယ်အခုလက်ရှိဒီမှာဆိုရင်ဒါကျွန်တော်ပတ်နေတဲ့နိုင်ပေါ့နော်ကျွန်တော်ပတ်နေတဲ့နိုင်ဖြစ်ပါတယ်နိုင်အောင်အတဲ့ပါအဲ့တော့ရေမလုံတဲ့နိုင်ရဲ့ပုံလေးကိုလည်းကျွန်တော်ပုံလေးထည့်ပေးမယ်နော်အဲ့မှာဒီအရှိပုံနောက်ပုံကိုကျွန်တော်ထည့်ပေးလိုက်အဲ့တော့ခွဲကြတာကတော့လွယ်လွယ်လေးပါတိသွားရင်တော့လွယ်လွယ်လေးပေါ့နော်တိပြီးသားဆရာကြီးများကတော့ကြော်သွားပါမတိသေးတဲ့သူတွေအတွက်ပဲကျွန်တော်ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်အဲ့လိုမတိတဲ့ကျွန်တော်လိုမတိနားမလဲဘဲနဲ့ပိတ်ဝယ်လိုက်မိတာဈေးကြီးပေးပြီးတော့မိုးတွင်းပဲပတ်လို့အဆင်မပြေဘူးဆိုတော့အဆင်မပြေဘူးပေါ့နော်တော်တော်အဆင်မပြေတာပါအဲ့တော့နိုင်တစ်လုံးကိုကြီးလိုက်တဲ့အခါမှာဒီနိုင်ရကျွန်တော်တို့တက်ခဲလဲတာတို့ဘာတို့နိုင်ကိုဆက်ပြင်တော့မယ်ဆိုရင်ဒီနောက်ဖုံးကဖွင့်ရတာလေဒါထုံးစံပဲကျွန်တော်တို့သိခဲ့တာလေဒီလိုပဲထုံးစံပဲဒါပေမဲ့အဲ့ဒီရေမလုံတဲ့နာကြီးကဟာဒီနောက်ဖုံးကဖွင့်ရမှာမဟုတ်ဘူးရေမလုံတဲ့နာကြီးကကျွန်တော်တို့ဓာတ်ခဲလဲရင်ပဲနောက်ဖုံးဖွင့်လို့ရမယ်သို့တော်လည်းနာကြီးကိုစက်ပစ္စည်းဒီပိုင်းဆိုင်ရာပြုပြင်ခြင်းလို့ရှိရင်နောက်ဖုံးကဖွင့်ရတာမဟုတ်ဟောဒီအရှိမှန်နေဖွင့်ရအဲ့တော့ရှေ့မှန်နေဖွင့်တဲ့အတွက်သူ့မကြီးရဘယ်လိုမှကိုမလုံနိုင်တာအဲ့တော့အဲ့ဒီလိုနာကြီးကိုဘယ်လိုရွေးချယ်မလဲဆိုတော့ဟာဒီရှေ့ကမှန်ရဲ့ဒိုင်ခွက်ရဲ့မျက်နှာပြင်နဲ့ဒိုင်ခွက်ရဲ့ဟောဒီမျက်နှာပြင်အကျယ်ဝန်းနဲ့ဟာဒီနောက်ဘက်ကနိုင်အောင်ကိုဖွင့်တဲ့အကျယ်ဝန်းနဲ့တူးနေရတူးနေတော့ဒါနောက်ကဖွင့်လို့ရတဲ့နိုင်ကျွန်တော်ဝယ်ခဲ့တဲ့နိုင်ကအဲ့လိုမဟုတ်ဘူးသူကရှေ့ရဲ့မျက်နှာပြင်ကတော့ဒိုင်ခွက်ကျယ်ဒါပေမဲ့နောက်မှာဒီနောက်ကအုံကကျင်းချင်းလေးပြောမယ်ဆိုရင်ရှေ့ကမှန်မျက်နှာပြင်ထက်ကျင်းချင်းလေးဖြစ်တဲ့အခါကျတော့ तू ကဘာပဲလုပ်လို့ရလဲဆိုတော့တက်ခဲလဲလို့ပဲရတယ်နိုင်ဆက်တွေပါတွေပြင်တော့မယ်ဒီနိုင်ကိုအလုံးလိုက်ဖြုတ်တော့မယ်ဒီတော်သီးကိုဖြုတ်ပြီးဗျာတော်သီးဖြုတ်ပြီးနိုင်အလုံးလိုက်ကလေးထုတ်ပြီးတော့ပြုတ်ပြင်နေတာတို့ဘာလို့လို့ဆိုတော့လုပ်လို့မရတော့အဲ့လိုလုပ်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်ရှေ့ရမှန်ကိုချုပ်ကမှန်ကိုချုပ်မှနိုင်ကိုပြင်လို့ရမယ်ဆက်ကိုပြင်လို့ရမယ်အဲ့တော့ကျွန်တော်တို့အဲ့အချက်ကိုမသိတဲ့အခါကျတော့ဈေးကြီးတော့ပေးခဲ့ရတယ်ဒါပေမဲ့မိုးတွင်းဘက်မှာပတ်လို့အဆင်မပြေတဲ့နိုင်ဖြစ်သွားတယ်ကျွန်တော်လိုနိုင်ဝါသနာပါပြီးတော့နိုင်ကိုပတ်ကြတဲ့သူတွေရေမလုံခြင်းပြဿနာရေမလုံတာတော့တောင်းတန်ကိုအဖိုးနဲ့နိုင်တွေကိုဝယ်ပတ်လို့ရေမလုံတာတော့ကျွန်တော်တို့လက်ခံလို့ရတယ်လေသို့တော်လည်းတသိန်းဝန်းကျင်ပေးထားတဲ့နိုင်တစ်လုံးကရေမလုံဘူးဆိုတော့မိုးတဲ့ရေထဲသွားလို့တောင်မှရေမလုံဘူးဆိုတော့အဆင်မပြေဘူးအဲ့လိုမျိုးတွေမကြုံအောင်လို့ကျွန်တော်ပြန်ဒါဒီအကြောင်းအရာလေးကိုလာပြောပြခြင်းဖြစ်ပါတယ်မှတ်ထားမယ်နော်အဲ့ဒီကဒိုင်ခွက်ရဲ့မျက်နှာပြင်အကျယ်အတိုင်းနောက်ကနော်အဖုံးကိုဖွင့်လို့ရရင်အဲ့ဒီနိုင်ဒီရေလုံနိုင်မှုရာခိုင်နှုန်းကျင်းနေသွားပါပြီတန်ဖိုးကြီးရင်ပေါ့နော်တန်ဖိုးတော့ကြီးပါရဲ့သို့တော်လည်းဟာဒီလိုရှေ့ကမှန်ကြီးကိုဖွင့်ပြီးတော့ဆက်ကိုဖြုတ်ကမဲ့နိုင်မျိုးဆိုရင်လုံးဝရေမလုံပါဘူးအားလုံးပဲဗျာဝေးတော့ကခင်တောင်းတာချင်းနေပြေဝစွာနဲ့ကြက်ကြီးသုံးပါးကိုကြော်လာနိုင်ကြပါစေခင်ဗျာဒီလိုမျိုးကျွန်တော်လိုအဖြစ်အပျက်ကြုံခဲ့မှုတဲ့လူတွေရှိမှဆိုလို့ရှိရင်လည်း comment လေးတွေရေးပေးခဲ့ကြပါစိုင်းနာမည်တွေတော့ထည့်မရေးပါနဲ့ please